မင်းကလေးတယောက်အပြိုစစ်မစစ်ဆေးစစ်လို့ရနိုင်သလားမင်္ဂလာပါရှင်ဒီနေ့မှာတော့လူအများကြားမှာအမြဲလိုအငင်းပွားစရာဖြစ်နေပြီးတော့အထင်အမြင်လွဲမှားမှုတွေအများကြီးရှိနေတဲ့အပြိုစစ်မစစ်ဆေးစစ်လို့ရသလားဆိုတဲ့အကြောင်းကိုဆေးပညာရှုထောင့်ကနေရှင်းပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1ကတော့အပြိုမေးဆိုတာပါလေအပြိုစစ်မစစ်ကိုတိုင်းတာတဲ့နေရာမှာလူအများစုကအပြိုမေးရှိမရှိဆိုတာကိုပဲကြည့်ကြပါတယ်။တကယ်တော့အပြိုမေးဆိုတာမိမကိုအဝမှာရှိတဲ့ကျုပ်ဆက်နိုင်တဲ့တီရှူးအလွှာပါလေးပဲဖြစ်ပါတယ်။အပြိုမေးဟာမိမကိုလုံအောင်ပိတ်ထားတဲ့အလွှာတစ်ခုမဟုတ်ပါဘူး။အပြိုမေးမှာရာသီသွေးဆင်းဖို့အတွက်အပေါက်ငယ်လေးတွေပါပြီးသားဖြစ်ပါတယ်။အပြိုမေးရဲ့ပုံစံနဲ့အထူအပါးဟာတယောက်နဲ့တယောက်မတူညီကြပါဘူး။နှစ်ချက်ကတော့ဆေးပညာအရာဆေးစစ်လို့ရပါသလားထူထူနဲ့လူရင်းပြောရရင်ဆေးပညာအရာမင်းကလေးတယောက်အပြိုစစ်မစစ်ကိုတိတိကျကျစစ်ဆေးနိုင်တဲ့နည်းလည်းမရှိပါဘူး။ဘာကြောင့်လဲဆိုတော့အချို့မင်းကလေးတွေဟာမွေးရပါအပြိုမေးမပါလာတတ်သလိုအချို့မှလည်းအလွန်ပါလာတာမျိုးရှိတတ်ပါတယ်။အပြိုမေးဟာလေဆက်ဆံမှုကြောင့်တည်းမဟုတ်ပဲနဲ့အားကစားလုပ်ခြင်းဥပမာစပိန်စီးခြင်းမြေးစင်းခြင်းဂျွန်းပါထိခိုက်မိခြင်းဒါမှမဟုတ်တံပွန်ရာသီသွေးဆုပ်ကွန်းတောင်သုံးဆွဲခြင်းတို့ကြောင့်လည်းပေါက်ပြဲနိုင်ပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်းအပြိုစစ်ဆေးခြင်းဆိုတာသိပ္ပံနည်းကျအထောက်အထားမရှိတဲ့အပြင်လူအခွင့်အရေးချိုးဖောက်မှုလို့တောင်သတ်မှတ်ထားပါတယ်။နောက်ဆုံးချက်ကတော့ပထမဆုံးအကြိမ်ဆက်ဆံရင်သွေးထွက်ရမယ်ဆိုတာဟုတ်သလား။ဒါကလူပြောအများဆုံးအယူဆအမှားပါ။မင်းကလေးတော်တော်များများဟာပထမဆုံးအကြိမ်လိန်ဆက်ဆံချိန်မှာသွေးမထွက်တတ်ကြပါဘူးအပြိုမေးဟာကျုပ်ဆက်နိုင်စွမ်းရှိတဲ့အတွက်မပေါက်ပြဲပဲနဲ့ရှိနေနိုင်တယ်လို့ပေါက်ပြဲသွားရင်တော့သွေးထွက်တာတိတာလောက်အောင်မများတာမျိုးလည်းဖြစ်နိုင်ပါတယ်နောက်ဆုံးဏီကုန်းချုပ်ပြောရမယ်ဆိုရင်တော့အပြိုစင်ဘဝဆိုတာရုပ်ပိုင်းဆိုင်ရာအခြေအနေတစ်ခုထက်လူမှုရေးနဲ့စိတ်ပိုင်းဆိုင်ရာယူဆတစ်ခုသာဖြစ်ပါတယ်။စစ်ရုံနဲ့ဓာတ်ကိုအတီးပြုလို့မရနိုင်ပါဘူး။ကျန်းမာရေးဗဟုသုတတွေကိုအမှန်တိုင်းသိရှိနားလည်ထားခြင်းကမိမိကိုယ်ကိုရောတပားသူကိုပါလေးစားမှုရှိစေမှာဖြစ်ပါတယ်လို့ပြောရင်းနဲ့ပဲကျမရဲ့ view လေးကိုဆုံးသက်လိုက်ပါရှင်။အားလုံးပဲနေကောင်းကျန်းမာကြပါစေလို့ဆုတောင်းပေးလိုက်ပါရနော်။နောက်ထပ် view လေးမှာပြန်တွေ့ကြပါမယ်ရှင်။